ကြံရစ်ခဲ့သောစစ်တီတော်ဟုတ်ပါသည်ကျွန်ုပ်သည်ချစ်သူနှင့်ဝေးကွာခြင်းအရှင်သခင်၏စွန့်ပယ်ခြင်းနှင့်တားတော်၏ရပိုင်ခွင့်ကိုမပေးနိုင်ခြင်းတို့ကြားတွင်အမြဲတမ်းတယောက်တည်းကြံရစ်ခဲ့သူဖြစ်သည်ကျွန်ုပ်၏ငယ်ဘဝသည်ဓာနှင့်လှန်ကြားတွင်ကြီးပြင်းခဲ့သည်အရှင်နောရထမင်းကြီး၏ယုံကြည်မှုကိုရခဲ့တော်လဲမုဒ္ဒမမင်းသမီးမဏိစန္ဒာကိုချစ်မိသောအခါကျွန်ုပ်၏ကဘာပြက်ခဲ့ရသည်အရှင်မင်းကြီးကကျွန်ုပ်ကိုတက်ရန်လက်နက်ဖြင့်ပစ်ခဲ့သည်ကျွန်ုပ်မနာကြီးခဲ့ပါသို့သောပကံပြည်၏နေနမိတ်ပြင်ပသို့နှင်ထုတ်ခံရသောအခါပြည်သူများကိုကြောခိုင်းပြီးတောထဲတွင်နွားကြောင်းသားဘဝဖြင့်ပုံရှောင်ခဲ့ရစဉ်ကကျွန်ုပ်၏မျက်ရည်များသည်မြေခခဲ့ရသည်အနော်ယထာမင်းနတ်ရွာဆန်ပြီးနောက်ပကံပြည်မငြိမ်မသက်ဖြစ်လာသည်ကျွန်ုပ်ကိုပြန်ခေါ်ခဲ့ကြသည်စောလူမင်းသည်ကျွန်ုပ်၏ငယ်တငယ်ချင်းဖြစ်တော်လဲကျွန်ုပ်အပေါ်တန်တရားရှိခဲ့သည်ငရမန်ကန်ပုံကန်သောအခါစောလူမင်းရန်သူလက်ထဲကြာရောက်သွားသည်ကျွန်ုပ်သည်မိမိအသက်ကိုပဌာနမထားဘဲရန်သူစခန်းထဲသို့တကူတော်မြင်းစည်းဝင်ရောက်ခဲ့သည်စောလူမင်းကိုတွေ့သောအခါကျွန်ုပ်ဝမ်းသာအားရပခုံးပေါ်ထမ်းပြီးကယ်ထုတ်ခဲ့သည်သို့သောမောင်မိုက်သောထိုညတွင်စောလူမင်းကကျွန်ုပ်၏ပခုံးပေါ်မှနေ၍ရန်သူများကိုအော်ဟစ်အချက်ပေးခဲ့သည်ကျန်စစ်သားငါကိုခိုးသွားပြီးလာကြပါဦးငါကိုကယ်ကြပါဦးသူသည်ကျွန်ုပ်ထက်ရန်သူကိုပိုယုံခဲ့သည်ကျွန်ုပ်၏နှလုံးသားသည်ထိုညကဓာဖြင့်အမုန်းခံရသလိုခံစားခဲ့ရသည်အရှင်ကျွန်ုပ်ကိုဒီလောက်တောင်မယုံကြည်ဘူးလားဟုတိုးတိုးလေးကြီးတွားရင်းကျွန်ုပ်ကိုတစ္ဆာဖောက်သောဘရင်ကိုခြံထားရကတကူတော်ထွက်ပြေးခဲ့ရသည်ထိုညကကျွန်ုပ်ငိုခဲ့သည်ပကံပြည်အတွက်ငိုခဲ့ခြင်းဖြစ်သည်နောက်ဆုံးတွင်ကျွန်ုပ်သည်တပ်များကိုပြန်စုစည်းကာငရမန်ကန်ကိုနှိမ်နင်းခဲ့သည်တိုက်ပွဲမှာပြင်းထန်လွန်းလာသည့်ရဲဘော်ရဲဘက်များစွာ၏အလောင်းများကိုကြော်ဖြတ်ကာပကံကိုပြန်သိမ်းခဲ့ရသည့်ပြည်သူများကကျွန်ုပ်ကိုဘရင်အဖြစ်တောင်းဆိုသောအခါကျွန်ုပ်နန်းတက်ခဲ့သည့်သို့တော်ဘင်းသည်ပျော်ရွှင်မှုမဟုတ်ဘဲကြီးလေးသောတာဝန်တစ်ခုသာဖြစ်ခဲ့သည်ကျွန်ုပ်၏ဘဝတွင်အနာကျင်ရဆုံးအပိုင်းမှာသားတော်ရာဇကုံမာနှင့်ပတ်သက်သောအရာဖြစ်သည်ကျွန်ုပ်ဘရင်ဖြစ်လာချိန်တွင်သားတော်ရှိနေသည်ကိုမသိခဲ့ဘဲမြေတော်အလောင်းစီသူကိုအိမ်ရှိမင်းအရာပေးခဲ့မိသည်ကျွန်ုပ်တေအန်ဆဲဆဲနာမကျန်းဖြစ်နေချိန်တွင်သားတော်ရာဇကုံမာသည်ကျွန်ုပ်၏ခရစ်နာသို့ရောက်လာသည်သူသည်ထီးနှန်းကိုမတောင်းဆိုခဲ့ပါသူပိုင်ဆိုင်သမျှရွှေငွေများဖြင့်ဖျားတီပေးပြီးကျွန်ုပ်ကိုကုသိုလ်အမျှဝေခဲ့သည်ခမဲတော်ကျမ်းမာပါစေကျွန်ုပ်ခမဲတော်အပေါ်ဘာအာဃာတမှမရှိပါဘူးသားတော်၏စကားကိုကြားရသောအခါကျွန်ုပ်၏ရင်ထဲတွင်စိုးနှင်းလာသည်မိမိ၏အရိုက်အရာကိုတာရင်အားမပေးနိုင်ခဲ့သောအဖေတယောက်၏ဝေဒနာမှာတနတ်ထံရာထက်ပိုနာကျင်ရသည်ကျွန်ုပ်သည်သားတော်၏လက်ကိုတုံတုံရင်ဖြင့်စုပ်ကိုင်ရင်မျက်ရည်များပါးပြင်ပေါ်စီးကြကာပကံ၏မင်းကြီးအဖြစ်မှဘဝဆက်သိမ်းခဲ့ရပါသည်ကျွန်ုပ်သည်ပကံပြည်ကိုတိဆောက်ခဲ့တော်လဲကျွန်ုပ်၏ဘဝကိုတော့ဆုံးရှုံးမှုများဖြင့်သာအဆုံးသတ်ခဲ့ရသူဖြစ်ပါတော့သည်